ဆိုတော့ဂျပန်မှာအကြောင်းရှာမယ်ဆိုရင်ဂျပန်မှာလက်ရှိနေတိုင်းတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်မြန်မာနိုင်ငံကလူပဲဖြစ်ဖြစ်ပေါ့နော်ကြိုပြီးတော့ကိုကဘယ်အကြောင်းတက်မယ်ဆိုတာကိုအရင်ဆုံးရှာရတယ်ဥပမာဆိုကြပါစို့ကျွန်တော်က language school တက်မယ်မြန်မာနိုင်ငံမှာရှိတယ်ကျွန်တော်က language school တက်ဂျပန်မှာရှိတဲ့ language school ကိုတက်မယ်ဆိုရင်ကြိုပြီးတော့ကိုကဘာတက်မယ်ဆိုတာသိပြီးသားဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီအကြောင်းကိုပဲရှာဖို့လိုပြီပေါ့နော်ကိုကဘယ်မြို့မှာရှိတဲ့အကြောင်းကိုတက်မယ်皆さんこんばんはအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မြောက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ကို TikTok ကနေပေါ့နော်လာမေးထားတဲ့မေးခွန်းတချို့ကိုကျွန်တော်ဖြေပေးသွားမှာဖြစ်ပါတယ်ဆိုတော့အမေဖြေလေးပေါ့နော်ဒီကျွန်တော်ဒီမေးခွန်းလေးကိုမဖြေခင်မှာကျွန်တော်ရဲ့ channel လေးကို YouTube ကနေကြည့်နေတဲ့ညီကိုတွေကတော့ like and subscribe ပေါ့နော် Facebook ကနေကြည့်နေတဲ့ညီကိုတွေကတော့ like and share ပြီးတော့ follow လေးလုပ်သွားကြပါဦးလို့ပြီးတော့ကျွန်တော်ကိုဒီ TikTok ကနေကြည့်နေတဲ့ညီကိုတွေကတော့ဘေးကအပေါင်းလက္ခဏာနဲ့နှိပ်ပြီးတော့အသက်လေးတွေပေးသွားကြပါလို့ကျွန်တော်တောင်းဆိုပါရစေဟုတ်ကဲ့ပါဒါဆိုရင်စလိုက်ကြအောင်နော်မြန်မာနိုင်ငံကနေဂျပန်ကို language school နဲ့လာတာနဲ့ university နဲ့လာတာဘေးဟာကပိုကောင်းလဲဆိုပြီးတော့မေးထားတဲ့မေးခွန်းပါဆိုတော့ကျွန်တော်ဒီနေရာမှာ language school နဲ့ပဲလာလားကျွန်တော်တို့ဒီ university တည်းရဲ့ပဲလာလားပေါ့နော်ကျောင်းနဲ့ပတ်သက်ပြီးအနေငယ်ရှင်းပြလိုတာတခုရှိတယ်ပေါ့နော်ဂျပန်ကိုကျောင်းလျှောက်တယ်ဆိုရင်ကျွန်တော်တို့ကျောင်းလျှောက်ရတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒီနေရာမှာဘယ်ပိုင်းတွေကမလွယ်ကူတာလဲဆိုရင်တော့ပြင်ကျွန်တော်မြန်မာနိုင်ငံမှာလို့ကျောင်းတစ်ခုကိုတွားပြီးတော့စုံစမ်းတယ်ပြီးကြရင်ကျွန်တော်တို့ဒီလျှောက်လွှာတင်တယ်အမေဖြေလေးလုပ်တယ်ကျောင်းလာခပေးတယ်ပြီးကြရင်ကျောင်းတက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးမဟုတ်တဲ့အားကိုကျွန်တော်တို့ပထမဆုံးအနေနဲ့နားလည်စေချင်ပါတယ်ပေါ့နော်ဆိုတော့ဂျပန်မှာအကြောင်းရှာမယ်ဆိုရင်ဂျပန်မှာလက်ရှိနေတိုင်းတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်မြန်မာနိုင်ငံကလူပဲဖြစ်ဖြစ်ပေါ့နော်ကြိုပြီးတော့ကိုကဘယ်အကြောင်းတက်မယ်ဆိုတာကိုအရင်ဆုံးရှာရတယ်ဥပမာဆိုကြပါစို့ကျွန်တော်က language school တက်မယ်မြန်မာနိုင်ငံမှာရှိတယ်ကျွန်တော်က language school တက်ဂျပန်မှာရှိတဲ့ language school ကိုတက်မယ်ဆိုရင်ကြိုပြီးတော့ကိုကဘာတက်မယ်ဆိုတာသိပြီးသားဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီအကြောင်းကိုပဲရှာဖို့လိုပြီပေါ့နော်ကိုကဘယ်မြို့မှာရှိတဲ့အကြောင်းကိုတက်မယ်ဘလောက်ဈေးရှိတဲ့အကြောင်းကိုတက်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးလိုက်ရင်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ခုနပြောတဲ့ဒီမေကွန်းရှင်ကမေးထားတဲ့အထက်မှာပါတယ်ကျွန်တော် university တို့ကျွန်တော်တို့ဒီ college တို့ဆိုတာကကြတော့ကျွန်တော်တို့ဝင်ခွင့်ဖြေရတယ်ပေါ့နော်ဘယ်လိုဝင်ခွင့်ဖြေရတာလဲဆိုရင်ဥပမာကိုကကြောက်တိုကျိုမြို့မှာရှိတဲ့အကြောင်းတစ်ကြောင်းကိုကိုကတက်ချင်ပြီးစမုံကကိုပဲဆိုကြပါဆို college ပေါ့နော်တက်ချင်ပြီးဆိုရင်အကြောင်းကိုကျွန်တော်တို့ဝင်ခွင့်ရှောက်ရတယ်ပေါ့နော်ဝင်ခွင့်ရှောက်တယ်ဝင်ခွင့်ရှောက်တဲ့အချိန်မှာကျောင်းဘက်ကတောင်းတယ်ပေါ့နော်အချက်လက်တွေနဲ့ကျွန်တော်တို့ကိုယ့်ဘက်ကနေပြည့်စုံတယ်ဆိုရင်တော့ပြင်ကျွန်တော်တို့ကျောင်းနဲ့ interview ရတယ်ပေါ့နော် interview မယ်အစင်းပေါ့နော်ကျောင်းကလက်ခံမယ် interview မယ်ပြီးကြရင်ကျွန်တော်တို့ရဲ့အချက်လက်တွေစီစစ်မယ်စီစစ်လို့ကျောင်းဘက်ကနေ okay တယ်ကျောင်းလက်ခလည်းသွင်းပြီးသွားကျောင်းလက်ခလည်းပေးနိုင်တဲ့အနေအထားရှိတယ်ကျောင်းလက်ခလည်းသွင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီဂျပန်နိုင်ငံမှာရှိတဲ့ဂျပန်ရဲ့ကျွန်တော်တို့လူဝင်မှုကြီးကြပ်ရေးပေါ့နော်လာဝါကဖက်ကိုတွားပြီးတော့ကျွန်တော်ဗီဇာဆောက်ချရတဲ့အနေအထားကိုရောက်သွားမှာပေါ့နော်ဆိုတော့ process တွေကအရင်များတဲ့အခါကျတော့ကျွန်တော်မြန်မာနိုင်ငံကနေဂျပန်ကိုကျွန်တော်ဒီ language school နဲ့လာတာနဲ့ university တည်းလာတာမှာဘယ်ဟာပိုကောင်းတယ်လဲဆိုရင်ကျွန်တော်တို့ကိုလက်ရှိပေါ့နော်မြန်မာနိုင်ငံမှာရှိတဲ့ကိုကဂျပန်စာ level skill နဲ့အရင်မြင့်တယ်JLPT N2 အနေဆုံး N1 လောက်အောင်ထားတယ်ဆိုရင်တော့ကျွန်တော်တို့ဒီကိုတက်ကတူပေါ့နော်မြန်မာနိုင်ငံမှာလည်းကိုကတက်ကတူကဘွဲရထားတာတော့၎င်းသို့မဟုတ်ကျွန်တော်တို့ဒီတက်ကတူတက်ထားတယ်ပေါ့နော်တနှစ်သို့မဟုတ်အဲ့လိုမျိုးပညာရေးရှင်ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဂျပန်နိုင်ငံတက်ကတူကိုတည်းရှောက်တဲ့ပုံစံနဲ့ရှောက်ထားလို့ရတယ်ပေါ့နော်ဂျပန်နိုင်ငံမှာရှိတဲ့ college တွေကိုကျွန်တော်တို့ဝင်ခွင့်ရှောက်ထားမယ်ဆိုရင်ရှောက်ထားလို့ရတဲ့အခွင့်အလမ်းလည်းရှိပါတယ်ဆိုတော့တိုးတော်ညာလည်းပဲ language school နဲ့ဘာလို့လာကြရတာလဲဆိုတော့ကျွန်တော်ဂျပန်လူမှုအဖွဲ့အစည်းနဲ့ကိုယ်နဲ့ယဉ်ကျေးမှုမတူဘူးကျွန်တော်ဇယိတ်မတူတဲ့ကျွန်တော်လူအဖွဲ့အစည်းတစ်ခုကိုလာတဲ့အချိန်မှာပေါ့နော်အချိန်ကကိုကမြန်မာနိုင်ငံကနေကျွန်တော်ဂျပန်ကိုလာပြီးတော့တက်ကတူ join လိုက်မယ်ဆိုရင်ဂျပန်ရဲ့ဒီလူနေထိုင်မှုမှာဂျပန်ရဲ့နေထိုင်မှုပုံစံလေးတွေကိုတုံညာကနေစပြီးတော့လေ့လာရမယ်ဆိုရင်ကျွန်တော်တို့အတွက်အရင်ကပင်ပန်းတဲ့အနေအထားတစ်ခုဖြတ်သန်းရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီဂျပန်မှာတက်ကတူတက်မယ်ဆိုရင်ကျွန်တော်တော်တော်အချိန်ကလည်းပေါ့နော်ကျောင်းချိန်ကရှည်တဲ့အတွက်ကျွန်တော်တို့အတွက်ဒီဂျပန်ရဲ့ပေါ့နော်လူအဖွဲ့အစည်းနဲ့ထိတွေ့နိုင်ခွင့်အချိန်ကတော်တော်နည်းသွားမယ်အဲ့ဒီကမှတစင်းကျွန်တော်ဒီအချိန်ပိုင်းအလုပ်တွေရှိအောင်မယ်ဆိုတော့မြန်မာနိုင်ငံကနေကျွန်တော်တို့ဂျပန်ကိုကျောင်းလာတက်မယ်ဆိုရင်တရိုက်တက်ကတူ
တက်တာမဟုတ်ပဲနဲ့ language school တစ်ခုခုကိုတစ်နှစ်တော်၎င်းပေါ့နော်နှစ်နှစ်တော်၎င်းခံပြီးမှတက်မယ်ဆိုရင်ပို့ပြီးတော့မှပေါ့နော်ပို့ပြီးတော့မှအဆင်ပြေနိုင်မယ်လို့ကျွန်တော်ဒီပုဂ္ဂလိကတယောက်တည်းအနေနဲ့ဆိုရင်တော့အကြံပေးလို့ရပါတော့ဆိုတော့ဒီမြန်မာနိုင်ငံက language school နဲ့လာတာနဲ့ university တက်တာဘယ်ဟာပိုကောင်းလဲဆိုရင်တော့ပြင်ကျွန်တော်တယောက်တည်းအနေနဲ့အကြံပေးရမယ်ဆိုရင်တော့ language school တစ်နှစ်တန်သည်နှစ်နှစ်တန်သည်တက်ပြီးမှတက်ကတူဒါမှမဟုတ် college ကိုဆက်တက်တာကပို့ပြီးတော့တင့်တော်ပါတယ်လို့ပဲကျွန်တော်ဒီဗီဒီယိုကနေမျှဝေပေးသွားချင်ပါတယ်ဗျာဟုတ်ကဲ့ပါဒီနေ့ကတော့ပေါ့နော်ကျွန်တော်ဒီမေကွန်းတစ်ခုပဲဖြေပေးသွားမှာဖြစ်တဲ့အတွက်ဒီ language school နဲ့လာတာနဲ့ university တက်ရိုက်လာတာဘယ်ဟာပို့ပြီးတော့ပိုကောင်းလဲဆိုရင်ကျွန်တော်အနေနဲ့ပုဂ္ဂလိကတယောက်တည်းအနေနဲ့ပြပြရမယ်ဆိုရင်တော့ပြင် language school နဲ့လာပြီးတော့မှတစ်နှစ်တန်သည်နှစ်နှစ်တန်သည်ဂျပန်မှာကျောင်းတက်ပြီးတော့မှပေါ့နော်ကျွန်တော်တို့ဒီတက္ကသိုလ်သွားတက်တာပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်လို့မြောက်ရင်းနဲ့ပဲဒီဗီဒီယိုဒီမှာပဲအဆုံးသတ်ပြရစေဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီဗီဒီယိုကိုကျွန်တော်တို့ဒီ YouTube မှာကြည့်နေတဲ့ညီကိုတွေကတော့ကျွန်တော် like and subscribe လေးလုပ်ပေးသွားကြပါအောင်လို့ဒီဗီဒီယိုကို Facebook ကနေကြည့်နေတဲ့ညီကိုတွေကတော့ like and share လေးလုပ်ပေးသွားကြပါပြီးတော့ Facebook page ကိုလည်း follow လုပ်ပေးသွားကြပါလို့တောင်းဆိုချင်ပါတယ်ဗျ TikTok ကနေကြည့်နေတဲ့ညီကိုတွေကတော့အပေါင်းလက္ခဏာလေးလှည့်ပြီးတော့အသေးလေးတွေပေးသွားဖို့တောင်းဆိုပြရစေအဆုံးထိကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့နော် bye bye